တုတ်တန်ချမ်းအခန်းကြီး30အပိုင်းငယ်တစ်မှ32ရှောလမုန်မင်း၏တုတ်တန်စကားဟူမူကားပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်းအကြောင်းမိုက်သောသားမူကားအမိဝမ်းမြောက်ခြင်းအကြောင်းကိုဖြစ်စေတတ်၏မတရားသောဥစ္စာဘဏ္ဍာ၏အကျိုးမရှိဖြောင့်မတ်ခြင်းပါရမီမူကားသေခြင်းမှကယ်တင်တတ်၏ဖြောင့်မတ်သောသူကိုငတ်၍သေစေခြင်းကထာဝရဘုရားသည်အခွင့်ပေးတော်မမူမတရားသောသူတို့၏အတ္တမအမှုကိုကဖျက်ဆီးတော်မူ၏ကျင်းဤသောသူသည်ဆင်းရဲခြင်းလုံလောက်ရိယာရှိသောသူသည်ကြွယ်ဝခြင်းသို့ရောက်တတ်၏အသီးသီးသောအချိန်၌တင်းယူသောသူသည်ပညာရှိသောသားဖြစ်၏စပါးရိပ်ရာကာလ၌အိပ်သက်သောသူကအရှက်ခွဲတတ်သောသားဖြစ်၏တရားသောသူ၏ခေါင်းပေါ်မှာမင်္ဂလာတက်ရောက်တတ်၏မတရားသောသူ၏နှုတ်ကိုကညှင်းဆဲခြင်းအပြစ်သည်ပိတ်လိမ့်မည်တရားသောသူကိုအောက်မေ့သောအခါကောင်းကြီးပေးတတ်၏မတရားသောသူ၏နာမမူကားပုတ်ပြတ်တတ်၏လိမ္မာသောသူသည်ပညတ်တရားကိုခံတတ်၏စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောသူသည်အနှင်းမှန်လိမ့်မည်ကောက်သောလမ်းသို့လိုက်သောသူမူကားသဘောထင်ရှားလိမ့်မည်မျက်စိမိတ်သောသူသည်စိတ်ကိုပူစေတတ်၏စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏ဖြောင့်မတ်သောသူ၏နှုတ်သည်အသက်ရည်တွင်ဖြစ်၏မတရားသောသူ၏နှုတ်ကိုကညှင်းဆဲခြင်းအဖြစ်သည်ပိတ်လိမ့်မည်မုံသောစိတ်သည်ရန်တွေ့ရာသို့တိုက်တွန်းတတ်၏ချစ်သောစိတ်မူကားခတ်သိမ်းသောအပြစ်တို့ကိုဖုံးအုပ်တတ်၏ဉာဏ်ကောင်းသောသူသည်ပညာစကားကိုပြောတတ်၏ဉာဏ်မဲ့သောသူ၏ကြောအဖို့မူကားချိန်လုံးရှိ၏ပညာရှိသောသူတို့သည်ကြားသိသောအရာကိုခတ်သိမ်းထားတတ်၏မိုက်သောသူ၏နှုတ်မူကားအကျိုးနည်းခြင်းနှင့်နှီးစပ်၏ငွေရတတ်သောသူ၏စည်းစိမ်သည်သူ၏ခိုင်ခန့်သောမြို့ဖြစ်၏ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကားသူတို့၏အကျိုးနည်းကြောင်းဖြစ်၏ဖြောင့်မတ်သောသူ၏အလုတ်အကင်သည်အသက်နှင့်၎င်းမတရားသောသူ၏အကျိုးစီးပွားသည်အပြစ်နှင့်၎င်းရှင်၏ဤဥပဒေသားကိုစောင့်ရှောက်သောသူသည်အသက်လမ်းသို့လိုက်တတ်၏ဆုံးမခြင်းကိုညှင်းပယ်သောသူမူကားလမ်းလွဲတတ်၏အညိုဖွဲ့သောသဘောကိုမူတာနှခမ်းဖြင့်ဖုံးထားသောသူသူအတရေပြစ်အောင်ပြောတတ်သောသူသည်မိုက်သောသဘောရှိ၏စကားများသောအဖြစ်အပြစ်ပါတတ်၏မိမိနှုတ်ကိုချုပ်တီးသောသူမူကားပညာရှိ၏ဖြောင့်မတ်သောသူ၏ရှာသည်ငွေစင်နှင့်တူ၏ဆိုးသောသူ၏နှလုံးမူကားအဖိုးမထိုက်ဖြောင့်မတ်သောသူ၏နှခမ်းတို့သည်လူအများကိုကြွေးတတ်၏မိုက်သောသူတို့မူကားဉာဏ်မရှိသောကြောင့်သေကြလိမ့်မည်ထာဝရဘုရား၏ကောင်းကြီးမင်္ဂလာသည်စည်းစိမ်ကိုဖြစ်စေတတ်၏ထိုစည်းစိမ်နှင့်လည်းဝမ်းနည်းခြင်းအကြောင်းကိုရောနှောတော်မမူမိုက်သောသူသည်အပြစ်ပြုရာ၌ပျော်မွေ့တတ်၏ဉာဏ်ကောင်းသောသူမူကားဆင်ခြင်တတ်၏မတရားသောသူကြောက်တတ်သောအမှုသည်သူအပေါ်သို့ရောက်လိမ့်မည်ဖြောင့်မတ်သောသူတောင်းတသောအကျိုးကိုကဘုရားသခင်ပေးတော်မူမည်မတရားသောသူသည်လွန်သွားသောလေတွေကဲ့သို့ပျောက်တတ်၏ဖြောင့်မတ်သောသူမူကားမြဲမြံသောတိုက်မြစ်ဖြစ်၏ပုံးရည်သည်တွား၌၎င်းမိခိုးသည်မျက်စိ၌၎င်းဖြစ်တကဲ့သို့ပြည်၏သောသူသည်ဆေလွတ်သောသူ၌ဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်တာကိုရှေ့စေ၏မတရားသောသူ၏နှစ်ပေါင်းကာလမူကားတိုးတတ်၏ဖြောင့်မတ်သောသူ၏မျောလင့်ခြင်းသည်ဝမ်းမြောက်เสียအကြောင်းဖြစ်၏ဆိုးသောသူ၏မျောလင့်ခြင်းမူကားပျောက်ပြစ်လိမ့်မည်ထာဝရဘုရား၏တရားလမ်းသည်ဖြောင့်မတ်သောသူခိုင်ခန့်ခြင်းအကြောင်းဖြစ်၏မတရားသဖြင့်ကျင့်သောသူတို့မူကားပျက်စီးခြင်းသို့ရောက်ရကြလိမ့်မည်ဖြောင့်မတ်သောသူသည်အစင်မပြတ်နေရာမှမရွေ့ရမတရားသောသူမူကားမြေပေါ်မှအတီးမကျရဖြောင့်မတ်သောသူ၏နှုတ်မှပညာစကားထွက်တတ်၏ကောက်လိမ်သောရှာမူကားအဖြတ်ခံရလိမ့်မည်ဖြောင့်မတ်သောသူ၏နှခမ်းတို့သည်နှစ်သက်ဖွယ်သောအရာကိုတည်ကျွမ်းတတ်၏မတရားသောသူတို့မူကားဆန့်ကျင်သောစကားကိုပြောတတ်ကြ၏